လို့မင်္ဂလာပါရှင်ကားပါကင်မရတဲ့ညီမလေးတွေအတွက်ကားရုပ်လေးနဲ့ရှင်းပြပါမယ်နောက်ထပ်တစ်ခါပေါ့နော်ဒါလေးဆိုရင်ကားရုပ်လေးနဲ့ခဏရှင်းပြပါတယ်နော်အဲ့တော့ဗါတဲ့တူတူနဲ့လူရင်းလေးပဲပြောလိုက်တော့မယ်နော်ဘာဖြစ်လို့ဆိုရှေ့သွားရင်တင်လို့မရမှာဆိုလို့ပါဒါဆိုရင်ဒီကားပါကင်လေးလွတ်တယ်ပေါ့နော်ဒီကနေပြီးတော့ဒါဒီဟာကတော့ shopping mall လို့ပဲသဘောထားလိုက်တော့နော် shopping mall ဝင်လာပြီ shopping mall ဝင်လာပြီဒီပါကင်လေးထိုးပါမယ်အဲ့ဒီတော့ shopping mall ဝင်လာပြီတို့လေးဝင်လာပြီဝင်လာပါပြီဒီလိမ္မော်ရောင်ကားလေးရဲ့နံပါတ်ပြားနဲ့ကားကောင်းနဲ့ဆိုဒါဆိုရင်တဲ့သွားပြီเนาะနံပါတ်ပြားနဲ့တဲ့သွားပြီပြီးတော့ဒီဘက်မှန်နဲ့သူ့ရဲ့မီးသီးနဲ့လည်းတဲ့သွားပြီเนาะဒါနှစ်မျိုးလုံးเนาะတယောက်ကိုတစ်မျိုးစီပြောလို့เนาะအဲ့တော့နံပါတ်ပြားနဲ့ကားကောင်းနဲ့လည်းတဲ့ပြီဘက်မှန်နဲ့မီးလုံးနဲ့လည်းတဲ့သွားပြီဆိုလို့ရှိရင်သူကဒီဖင်လေးကိုဒီအပေါက်ကိုတဲ့ချင်တာเนาะဆွဲထုတ်ပါเนาะဆွဲထုတ်မှဆိုဒီစီရတဲ့ဒီကားကောင်းကိုဒီဘက်ကိုလိုချင်တာဒီဘက်ကိုလိုချင်တဲ့အတွက်စီရတဲ့ကိုဒီဘက်ကိုလှည့်ရပါမယ်လှည့်ပြီးလို့ရှိရင်ဘက်မှန်လေးကိုကြည့်ပါမယ်ဒီမှာဒီကားအဝါလေးဘက်မှန်ကိုကြည့်မယ်ဆိုရင်ဒီလေးသွားမယ်စီရလှည့်ပြီးသွားတုံလှည့်ထားတာเนาะစီရလှည့်တာတုံဆိုဘက်မှန်လေးကနေပြီးတော့ကားအဝါလေးရဲ့ဘက်မှန်လေးကနေပြီးကားလိမ်မော်ရောင်လေးကိုမြင်ပြီးဆိုရက်လိုက်ပါဒါဆိုရင်မြင်သွားပြီဒါလောက်ဆိုမြင်သွားပြီเนาะမြင်သွားပြီဆိုလို့ရှိရင်ကားဖင်ကဒီအပေါက်ကိုဒီပါကင်ဝင်မဲ့အပေါက်ကိုတိတ်သွားပြီเนาะတိတ်သွားပြီဆိုလို့ရှိရင်စီရတဲ့ကဆော့ဆော့ဒီဘက်ကိုလှည့်ထားတာဒီနဲ့သွားတာเนาะအခုကအာနဲ့ဒီထဲကိုပြန်ဝင်ပါဆိုတော့အာထိုးလိုက်ပြီဆိုလို့ရှိရင်ဖင်ကိုဘယ်လိုချင်လဲဖင်ဒါလည်းဆိုရင်အာထိုးလိုက်ပြီဆိုရင်ဒီလိုမျိုးသွားမှာเนาะကားရဒီလိုသွားနေမှာဆိုဒီဘက်ကကားနဲ့ဆိုထိမှာပေါ့အဲ့တော့ဒီကားကိုကားဖင်ကိုဘယ်လိုလိုချင်လဲလိမ္မော်ရောင်ကားဘက်ကိုလိုချင်တာเนาะလိမ္မော်ရောင်ကားဘက်ကိုလိုချင်တယ်ဆိုရင်စီရတိုင်းကိုလိမ္မော်ရောင်ကားဘက်ကိုလှည့်ရပါမယ်ဒါလေးကိုဘက်မှန်လေးကြည့်ပြီးတော့တုံနဲ့ဒီလှည့်သွားမယ်အချိန်ထိန်းစနစ်လေးเนาะအချိန်ထိန်းစနစ်ကားနှစ်စီးတဲ့ဝင်တာเนาะဒါဆိုရင်တုံနဲ့တဲ့သွားပြီတဲ့သွားရင်ရက်လိုက်ပါမယ်ဒါမောင်းခါစားလူတွေအရန်လိုအပ်တယ်เนาะရက်လိုက်မယ်သူကတလိမ့်လိမ့်တာနဲ့စီရတိုင်းကမဖြေရသေးတဲ့အတွက်စောင်းသွားမှာเนาะဒါတဲ့တာနဲ့ဇက်ဆိုရက်လိုက်ပြီဒါပေမဲ့စီရတိုင်းကမတည်သေးပါဘူးလှည့်ထားရတော့မတည်သေးပါဘူးအဲ့ဒါကိုပြန်ပြီးတော့စီရတိုင်းလေးပြန်ဖြောင်းပြီးတော့ဝင်လိုက်စီရလေးပြန်ဖြောင်းလိုက်ချင်ပါကင်လေးလှလှလေးရသွားပါပြီဒါလေးကတစ်မျိုးပေါ့เนาะဒါဆွဲထုတ်တဲ့နီးလေးပါဆွဲထုတ်တဲ့နီးလေးကနေပြီးတော့နောက်တစ်ခါကျဒါကနေရာရှိလို့ဆွဲထုတ်တာเนาะဒါလေးကတရားနေရာရှိလို့ဆွဲထုတ်တာပေါ့เนาะနေရာမရှိတဲ့နေရာမှာထိုးမယ်ဆိုလို့ရှိရင်ဒီလိုဆွဲထုတ်ဖို့မရှိဘူးဆိုလို့ရှိရင်ဆွဲထုတ်ဖို့မရှိဘူးဒီလိုလေးထိုးရပါမယ်ဘာနဲ့ချိန်နဲ့နီးလေးတင်ပေးရနော်ပုံတင်နီးမရှိပါဘူးเนาะအဲ့တော့ချိန်နဲ့နီးလေးကိုဘယ်လိုလေးတင်ပေးမှာဆိုမှန်းချီလေးတင်ပေးမှာမှန်းတဲ့နီးကိုတင်ပေးမှာเนาะအဲ့တော့ဒီကားလိမ်မော်ရောင်လေးနဲ့ဒီကားအဝါကားဝါဖင်လေးနဲ့နော်လိမ်မော်ရောင်ကားရဲ့နံပါတ်ပြားဖြစ်မီးသီးဖြစ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးနဲ့ချိန်လိုက်ပါမယ်ဘာလို့လဲဆိုတော့မှန်းတဲ့နီးကိုသင်ပေးတာပါနော်ဒါဆိုလို့ရင်ဒီလိုလေးချိန်လိုက်မယ်နော်ဒီလိုလေးချိန်လိုက်မယ်ဆိုနံပါတ်ပြားတော့ကြာတယ်နော်နံပါတ်ပြားတော့ကြာတယ်အဲ့တော့ဒါဆိုချိန်လိုက်ပြီးလို့ရှိရင်ကိုဝင်ချင်တာဒီဘက်ထဲဆိုရင်ဝင်ချင်တဲ့ဘက်ကိုစီးတိုင်းလှည့်ပါဒါလေးကိုလှည့်ပါလှည့်သွားလူလေးလှည့်သွားပြီဒါပေမဲ့ဒီကဝေးသွားပြီကားကလည်းပြေးတယ်ကွာဒါဆိုရင်ဝေးသွားပြီလို့ခေါ်တယ်ဒီကားကောင်းနဲ့ဒီလိမ္မော်ရောင်ကားအဝါနဲ့ကားကောင်းနဲ့ကတ်ထားကိုမကြည့်ရအောင်เนาะဖင်ကိုကြည့်ရမှာเนาะကားဖင်ကိုကြည့်ရမှာကားဖင်ကဒီမှာဆိုရင်ဒါဆိုရင်ဘက်မှန်ကြီးကနေဒီလိမ္မော်ရောင်ကားကိုမမြင်တော့ဘူးဆိုဒီဘက်ကဝေးသွားတာလို့ခေါ်တယ်ဒါကိုကြည့်ရတာအဲ့လိုဝေးတာကိုကြည့်ရနော်ဒီနှစ်ခုကိုမကြည့်ရဘူးဒီဟာကိုမကြည့်ရအောင်နော်ဒါကိုကတ်တယ်လို့မခေါ်ဘူးနော်ဒါကိုဝေးတယ်လို့ခေါ်ဝေးသွားပြီဆိုရင်စီရတိုင်းကလှည့်စရာမရှိတော့ဘူးနော်အဲ့ဘက်ကိုစီရတိုင်းလှည့်စရာမရှိတော့ပါဘူးမရှိရဲ့အတွက်အဲ့နေရာမှာတော်တော်များများမေ့နေကြတာเนาะအဲ့ဒါကိုရှေ့ကိုတိုးရတယ်ဆိုတာကိုရှေ့ကိုတိုးတယ်စီရတိုင်းအကုန်လှည့်တိုးဒါမကျွမ်းကျင်သေးလို့အကုန်လှည့်လိုက်တာအမှန်တော့ကျွမ်းကျင်နေဆိုရင်မောင်းရင်တန်းလှည့်သွားမှာเนาะအခုတော့ဒါရက်ပြီးတော့မှလှည့်မယ်အကုန်လှည့်ပြီးလို့ရှိရင်ဒီလေးတိုးမယ်ရှေ့ကိုတိုးမယ်တုံအကုန်လှည့်တိုးမှာเนาะဘက်မှန်လေးကြည့်မယ်စီးလေးနဲ့ဘက်မှန်လေးနဲ့ပြန်ချိန်မယ်ဘက်မှန်နေစီးနဲ့ကားနဲ့ပြန်ချိန်မယ်ဒါဆိုရင်တည့်သွားပြီကြိုက်သွားပြီဒါဆိုဟိုဘက်ဒီဘက်အကွာဝေးအဲ့တော့ဒီဘက်ကဘက်မှန်နဲ့ဒီဘက်ကစီးနဲ့ဒီဘက်ကကားကိုလှမ်းချိန်ပါပြီးလို့ရှိရင်ဒီဘက်ကဘက်မှန်နဲ့ဒီဘက်ကစီးနဲ့ဒီဘက်ကကားကိုလှမ်းချိန်ပါဒီအနေလေးဆိုကြိုက်ပြီလားဒါဆိုကြိုက်သွားပြီเนาะကြိုက်သွားပြီဆိုရင်ဒါလေးကိုစီရိုင်လေးဖြောင်းပြီးတော့ဒီလိုလေးဝင်လာပါဒါဆိုပါကင်လေးလှလှလေးရသွားပါပြီဒါကဝေးတယ်နီးအခုပြဿနာဝေးတာနဲ့နီးတာနဲ့ကိုမရတာချိတာမှ2နည်းပဲရှိတာပါ
အခုဟာလေးကတော့ဝေးသွားတဲ့ဟာလေးကိုအရှိကိုတိုးပြီးတော့ပြန်ဝင်တဲ့နီးလေးပါနော်တစ်မျိုးပါနော်နောက်တစ်နည်းကကြတော့ဒီလိုမျိုးရှိကိုမှန်းပြီးတော့မမှန်းတတ်တဲ့အခါကျတော့အရှိကိုမောင်းသွားတာများသွားပြီပေါ့နော်ဒါဆိုများသွားပြီပေါ့နော်များသွားပြီဆိုရင်ဒါမှဒါကိုချိုးပြီးဒီလိုဝင်မယ်ဆိုရင်ချိုးပြီးဝင်မယ်ဆိုတဖြည်းချိုးရင်နဲ့ဘာဖြစ်သွားလဲဆိုတော့သူများရဲ့ကားကောင်းနဲ့ကတ်သွားတာသူများရဲ့ကားကောင်းနဲ့ကိုကားဖင်ကြီးကတ်သွားတယ်အဲ့ဒါကိုကတ်သွားတာကိုအရှိကိုပြန်တိုးစရာမလိုဘူးခွာယုံမယ်နော်အဲ့ဒါကြတော့ရှိကိုပြန်တိုးစရာမလိုဒီဖင်လေးကိုဒီဘက်ကိုဒီဖင်လေးကိုဒီဘက်ကိုလိုချင်တဲ့အတွက်စီရတိုင်းကိုဒီဘက်ကိုလှည့်ရပါမယ်ဒါဆိုရင်ဒီဖင်လေးကိုလှည့်လိုက်တယ်ဆိုဒိုလေးကွာသွားပြီဒါဆိုစောစောကအနေထားနဲ့မတူတော့ဘူးကွာသွားပြီကွာပြီးတလိမ့်လှိမ့်လိုက်တာเนาะဒါဆိုလှိမ့်ပြီးလို့ရှိရင်ဒီကားရဲ့ position ကဘယ်သွားနေရလဲဒီကားဘက်ကိုသွားနေရเนาะဒီလိုမျိုးသွားနေတာเนาะအဲ့တော့ဒီကားရဲ့ဖင်လေးကိုဒီကားဖင်သားကိုပြန်ကတ်ချင်တာဆိုတော့ဒီဖင်လေးကိုဒီကားဖင်ကိုဒီလိမ်မွန်ရောင်ဘက်ကိုလိုချင်တာဆိုတော့ဒီစီရတိုင်းကလိမ်မွန်ရောင်ဘက်ကိုလှည့်ရပါမယ်လိမ်မွန်ရောင်ဘက်ကိုလှည့်လိုက်ပါမယ်အကုန်လှည့်မှာเนาะမောင်းတက်လက်ကိုလည်းရတယ်မောင်းကစားလူတွေကမောင်းတက်လက်မလှည့်နိုင်ဘူးဆိုတော့6လောက်နဲ့လက်နဲ့တစ်ထပ်တည်းမကြလို့เนาะဒါဆိုရင်အကုန်လှည့်လိုက်မယ်လှည့်ပြီးဝင်သွားမှာဒူလေးဝင်သွားမှာလှည့်ဝင်သွားမှာဝင်သွားပြီတဲ့ဝိုင်းဆိုရက်เนาะကားကိုဝင်နေဆိုလို့ရမ်းမဝင်ရဘူးဘက်မှန်ကြည့်ဝင်ရတယ်เนาะဘက်မှန်ကြည့်ဝင်နေဆိုဒါဆိုရင်ဟိုဘက်နဲ့ဒီဘက်ကလုံးဝကွက်တီဖြစ်သွားပြီเนาะအဲ့ဒါဆိုရင်ရက်လိုက်ပါရက်ပြီးတော့စီရိုင်လေးဖြောင်းလိုက်ပါဒါဆိုပါကင်ထက်တော့လေးရပါပြီအဲ့တော့ကတ်ထားရေကွာတိုင်းနှစ်နည်းပဲရှိတာเนาะဒီနှစ်နည်းပဲရှိတာအဲ့ဒါမှမှားတယ်เนาะတချို့ဆိုစာအုပ်နဲ့ဘောပဲတောင်ရေးတယ်เนาะဖုန်းလေးရမဖြေပါနဲ့မဖြေသေးဘူးเนาะဗီဒီယိုရိုက်နေလို့ပါအဲ့ဒီတော့ကားပါကင်ကပုံသိနေမိရှူဆွေဟာလေးကိုပြောပြချင်တာပါเนาะအခုဒီကနေပြီးတော့ဒီလိုလာတယ်ဆိုရင်ဒီပါကင်ဝင်ဖို့အတွက်ကိုဒီလိုလာမယ်ဆိုရင်ဒီဘက်မှန်နေပြီးတော့ဒီဘက်မှန်နေဒီလေမွန်ရောင်ကားကိုလှမ်းမြင်ရတယ်လှမ်းမြင်လို့ရှိရင်ဘယ်လိုချိန်မလဲဆိုကိုယ့်ရဲ့ကားဖင်နဲ့နံပါတ်ပြားနဲ့လှမ်းချိန်မယ်ဆိုတော့မြင်ရတယ်เนาะမြင်ရတယ်ဒါချိန်ကြီးเนาะချိန်ကြီးမှန်းချိန်ကြီးကိုသင်ပေးတာเนาะအဲ့တော့ဒါဆိုမှန်းလိုက်ပြီးဒီလိုမျိုးဝင်လိုက်ပြီဆိုတော့ကွက်တီဒီလိုကွက်တီသွားမှာအဲ့လိုမှန်းတက်ပြီဆိုလို့ရှိရင်တစ်ခေါက်တည်းပဲရှေ့တိုးစရာလည်းမလိုကက်လို့ခွာစရာလည်းမလိုဒါပေမဲ့ဘလို့ပဲဖြစ်ကြာရဇက်ရုပ်เนาะကြာရပါကင်ဘလို့နေရာမှာထိုးကက်ရင်ခွာမယ်ခွာပြီးပြန်ကက်မယ်ဝေးရင်ရှေ့တိုးမယ်ဆိုတော့ဒီနည်းလေးတွေကိုသင်ပေးတာပါအဲ့တော့ဒီလိုမျိုးခုနကဒီလိမ်မော်ရောင်လေးကိုချိန်ရအောင်လိမ်မော်ရောင်လေးကိုဘက်မှန်နေကနေမြင်ရအောင်ဆိုတာဒီလိုအနေထားပဲမြင်ရမှာเนาะတချို့ကကြတော့အကြောင်းပုံစံလေးမရှိဘူးလို့ပြောတာเนาะကိုယ့်ရဲ့ကားရက်ပုံရက်ဒီပေါ်မှာမူတည်တယ်ဘလို့လဲဆိုလို့ရှိရင်ဒီလိုမျိုးဝေးရက်နေဒီလိုမျိုးသွားလိုက်မယ်ဒီလိုမျိုးဝေးသွားလိုက်မယ်ဆိုရင်ဒီလိမ်မော်ရောင်ကမမြင်တော့ပါဘူးသူကသူဘလောက်ပဲရှေ့ယူတိုးသွားမမြင်ရပါဘူးเนาะအဲ့တော့ तू ကကြတော့ဒါကြောင့်မလို့ကားရက်ပုံရက်ဒီပေါ်မှာမူတည်တယ်အဲ့တော့အနေတော်လေးပဲရက်ရမှာเนาะဒီလေးသွားမှာအနေတော်လေးဒီလေးရက်မှာဒီကားကိုဘက်မှန်နေရနေမြင်ရမှာပါเนาะအဲ့တော့ခွာတဲ့နီးရဲ့ကက်တဲ့နီးရဲ့เนาะနောက်တစ်ခေါက်လေးပြန်ပြောပြမယ်เนาะပြီးလို့ရှိရင်သူကကြာဒီလိုရှေ့ကိုဒီလိုတအားတိုးသွားပြီဆိုလို့ရှိရင်ပြန်ချိုးချတဲ့ခါကျဒီလိုကတ်သွားတယ်အဲ့ဒါလေးတစ်ချက်မှန်းတဲ့နည်းကိုသင်ပေးမယ်เนาะအဲ့တော့အရှိကိုတအားတိုးမသွားဘူးနောက်ကိုပို့ဆုပ်လိုက်မယ်နောက်ကိုပို့ဆုပ်လိုက်တယ်ဆိုဒီကားရဲ့လိမ်မွန်ရောင်ကားပိုင်ရှင်ကစိတ်ချမ်းသာမှာနော်အဲ့တော့ဒါဆိုချိုးလိုက်မယ်ဒါဆိုလို့ရှိရင်ချိုးလိုက်ပြီးပို့ပြီးနောက်ကိုဆွဲလိုက်တဲ့အတွက်မကတ်တော့ဘူးနော်အဲ့တော့တို့ချိုးလိုက်ပြီးဆိုဘာဖြစ်သွားပြီလဲဝေးသွားမှာဒါဆိုဝေးသွားပြီဒီဒါလေးကဝေးသွားပြီကိုကားဖင်နဲ့သူများလိမ်မွန်ရောင်ကားနဲ့ဝေးသွားပြီစီကလည်းလည်းလှက်ကတ်စရာမရှိတော့ဆိုရှည်လေးတိုးလိုက်ပါဒီထိုးပြီးရှေ့ကိုတိုးမယ်ဘက်မှန်လေးကြည့်ပါကြိုက်ပြီလားအနေထားလေးကိုစီးလေးနဲ့ကားနဲ့ကြိုက်သွားပြီကြိုက်သွားဆိုရက်လိုက်တော့เนาะအဲ့ဒီမှာရှေ့တိုးတဲ့အချိန်မှာဘက်မှန်ပဲကြည့်ရမှာเนาะအဲ့တော့ကြိုက်သွားပြီဆိုလို့ရှိရင်ဘာလုပ်လဲစီရိုင်းလေးဖြောင်းပြီးပြန်ဝင်ရုံပါပဲเนาะဒုံလေးဝင်လိုက်အောင်မယ်ဒါဆိုရင်ပါကင်လှလှလေးရသွားပါပြီအဲ့တော့နှစ်နီးမှာဝေးတာပိုကောင်းတယ်ဝေးသွားတာပိုကောင်းပါတယ်เนาะဒီလိုမျိုးကြီးသွားပြီးတော့ဝေးဒီကားနဲ့အဝေးယူသွားလိုက်လို့ရှိရင်ပြန်ပြီးကတ်တဲ့ခါကျရင်သူများကားနဲ့ကတ်သွားမယ်အဲ့တော့နောက်ကိုပို့ဆုပ်ရင်ဝေးပါတယ်เนาะအဲ့ဒါကိုနောက်ကိုပို့ဆုပ်တဲ့နီးလေးကပိုကောင်းတယ်เนาะဒါလေးဆိုရင်မမှန်တက်ဘူးဆိုရင်အဲ့လိုလေးနောက်ကိုပို့ဆုပ်လိုက်ဒါဆိုဝေးသွားပြီဝေးသွားရင်ရှေ့တိုးမယ်ရှေ့တိုးပြန်ဝင်မယ်เนาะအဲ့တော့အဓိကမိန်ရာစီရတဲ့အကြောင်းသဘောပေါက်ပါမယ်เนาะအားလုံးကျေးဇူးတင်ပါတယ်နောက်တစ်မျိုးလေးပြပါအောင်မယ်နောက်တစ်မျိုးလေးကရှေ့သွားရင်တင်လို့မရလို့နောက်ထပ်တစ်ခါထပ်ရိုက်ပါမယ်အားလုံးကျေးဇူးတင်ပါတယ်